မြန်မာနိုင်ငံကအမျိုးသမီးတွေမှာရှာရှာပါပါအရဲ6ပေ6လက်မရှိတဲ့ပြင်လက်ရွေးစင်ဗော်လီဘောစားသမားဖြစ်နေတဲ့မက်ဆန်ဆန်တိတ်အားလုံးပဲမင်္ဂလာပါစရီတန်နျူပိတ်ကနေပြန်လည်ကကြိုဆိုလိုက်ပါရစေမြန်မာနိုင်ငံကအမျိုးသမီးတွေထဲမှာအရဲ6ပေကျော်သူကရှားပါပြီးအရဲ6ပေ6လက်မရှိသူကတော့နေပါပါရီပကင်ကကွယ်လွန်သွားပြီဖြစ်တဲ့မက်ဆီကွဲစိန်ကတော့အရဲ8ပေထိရှိခဲ့ဘူးသူပါမက်ဆန်ဆန်တိတ်ဆိုတဲ့မျိုးသမီးအောင်ဗော်လီဘောမယ်တရားဖြစ်ပြီးအသက်38နှစ်အရွယ်မှာအရဲ6ပေ6လက်မရှိသွားပြီဖြစ်ပါတယ်မက်ဆက်ဆန်တီရဲ့ရန်မောင်းကအရန်ရှိပါတယ်ဆိုတဲ့အမျိုးသားတွေထက်တောင်မှပို့ပြီးတော့ရှင်နေပါသေးတယ်။မက်ဆက်ဆန်တီတရားမတ်တရက်နေရင်လည်းအရက်ရှိတာသိတာသလိုအချောင်းတွေနဲ့ရှင်လိုက်ရင်တော့ပို့ပြီးတော့သိတာသွားပါရီ။သူ့ရဲ့ရန်မောင်းကဗော်လီဘောစတင်ကစားတဲ့2008ခုနှစ်မှာ6ပေ2လက်မှပဲရှိသေးတာပါ။အသက်ကြီးလာတဲ့မြရန်မောင်းကလည်းပို့ပြီးတော့မြင်မာလာပါရီ။အခုတော့သူ့ရက်က6ပေ6လက်မှတောင်မှရှိသွားပြီဖြစ်ပြီးအလွန်မြင်မာတဲ့အရက်ဖြစ်သွားပါရီ။မက်ဆက်ဆန်တီကိုတော့ဗော်လီဘောလောကမှာချမ်းချမ်းလို့နာမည်ပေးထားကြပါရီ။သူရဲ့မြန်မာရဲ့ရမောင်းကြီးနဲ့ဗော်လီဘောပုတ်ရင်ရမ်းကြည့်ကောင်းနေပြီးစုတွေလည်းရရှိထားပါတယ်။ပြည်ထင်းမှာရောပြည်ပမှာပါစုတွေရထားပြီးတော့အခုအသက်အရွယ်ထိဗော်လီဘောမယ်ဖြစ်ရပ်တည်နေပါသေးတယ်။အရင်မြင့်တဲ့မြို့သမီးတိုင်းကဗော်လီဘောအားကစားကိုစိတ်ဝင်စားတာမဟုတ်ပေမဲ့မက်ဆန်ဆန်တီကတော့ဗော်လီဘောပုတ်ရတာကိုရန်သဘောကြပါတယ်။အသက်20ကလေးကဗော်လီဘောလောကတွေကိုဝင်လာခဲ့ပြီးစုတွေကိုသိမ်းပိုက်နေတာပါ။အရင်မြင့်တာကြောင့်ဗော်လီဘောပုတ်ရင်အမြင့်ကြီးခုန်နေစရာမလိုပဲလက်နဲ့လမ်းပြီးတော့ပုတ်လိုက်ရှုံပဲဖြစ်ပါတယ်။ဒါပေမဲ့ရက်ရှည်သူတိုင်းကတော့ဗော်လီဘောပုတ်တာမဟုတ်ပဲဒီအားစားနည်းအကြောင်းကိုလည်းသင်ကြားရပါသေးတယ်။တခြားသင်ကြားပြီးမှသာကစားတာဖြစ်ပြီးအရက်ရှည်တာကြောင့်ဗော်လီဘောပုတ်တဲ့နေရာမှာအားသာချက်လည်းရှိသလိုအားနည်းချက်လည်းရှိနေပြန်ပါတယ်။အားသာချက်ကတော့ကိုယ့်ဘက်ကဗော်လီဘောကိုပြန်ပုတ်လိုက်ရင်အရက်ရှည်လို့အဆင်ပြေပေမဲ့လည်းအရက်ရှည်တာကြောင့်အခက်ခဲတဲ့အပိုင်းတွေလည်းရှိပါတယ်။ဒီလိုအချိန်မှာမက်ဆက်ဆန်တီကနီးစနစ်ပြောင်းပြီးတော့ကစားလိုက်ပါတယ်။မက်ဆက်ဆန်တီကအရက်ရမ်းရှည်လို့အပြင်သွားရင်သူ့ကိုလူတွေကလိုက်ကြည့်ကြပါတယ်။ထူးဆန်းတဲ့လူတစ်ယောက်လိုကြည့်ကြပြီးတော့ကြောက်သားသူတွေလည်းရှိပါတယ်။မက်စကားစီရင်လည်းမက်ဆက်ဆန်တီကိုထူးဆန်းတဲ့သူတစ်ယောက်လိုလိုက်ကြည့်ကြပါတယ်။အမျိုးမျိုးဝေဖန်ကြပေမဲ့လည်းမက်ဆက်ဆန်တီကတော့စိတ်ထဲမထားဘဲနဲ့ချစ်လို့ခင်လို့ပြောတယ်လို့သာသဘောထားလိုက်ပါတယ်။အရင်ကတော့သူကိုအရက်ရရှိတာနဲ့ပတ်သက်ပြီးလူများကပြောဆိုရင်စိတ်မကောင်းဖြစ်သွားခဲ့ပါတယ်။မိန်းကလေးတစ်ယောက်ကဒီလောက်ထိအရက်ရှိတာကလူတော့မတိုးတော့ဘူးလားလို့ထင်နေပြင်စိတ်နှောက်ယှက်လည်းဖြစ်ခဲ့ရပါတယ်။နိုင်ငံခြားကမျိုးသမီးအားစားသမားတွေလည်းအရက်ရှိကြပြီးသူတို့တို့တော့မထူးဆန်းပေမဲ့မြန်မာနိုင်ငံမှာထူးဆန်းနေပါတယ်။မက်ဆက်ဆန်တီကအရက်ရှိတာကိုသိချသုံးချနိုင်ပြီးမြမအကုံဆောင်ဗော်လီဘောမယ်တယောက်ဖြစ်လာပါတယ်။အရက်ရှိတာကြောင့်အဝတ်စားဝတ်တဲ့နေရာမှာတော့ကြည့်ကောင်းပေမဲ့အဝတ်စားတွေကိုတီးတန့်ချုပ်မှပဲဝတ်လို့ရပါတယ်။ဖနက်ကလည်းအရွယ်စားကြီးမှရတာကြောင့်တီးတန့်အော်ဒါမှပြီးတော့စီးရကကားစီးရင်လည်းရက်ရှိတာကြောင့်အဆင်မပြေဖြစ်ရပါတယ်။အချို့တွေကရက်ရှိပေမဲ့ခန္ဓာကိုယ်ချိုးစားကမညီများလို့ကြည့်မကောင်းပေမဲ့မက်ဆက်ဆန်တဲ့ရက်ရှိတာကခန္ဓာကိုယ်နဲ့ရှယ်မျှတာတာကြောင့်အခြားရက်ရှိသူတွေလိုမဖြစ်ပါဘူး။ကမ္ဘာပေါ်မှာတော့မက်ဆက်ဆန်တဲ့လိုရက်ရှိတဲ့မျိုးသမီးဥယေကလူဦးရေ2500ကနေ3000ကြားရှိတယ်လို့သိရပါတယ်။ပြည်သက်ကြောင့်မက်ဆက်ဆန်လေးလိုရှမ်မောင်းကိုသဘောကျရလားဆိုတာကွန်မန့်မှာပြောခဲ့ပေးပါအောင်ရှင်။ကြည့်ရှုအားပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။